င်္ဂလာပါสวัสดีครับကျွန်တော်လူကြီးပါကျွန်တော်နဲ့လမ်းရှိတီဦးဆိုတဲ့ဒီ brand လေးဖြစ်ပေါ်လာပုံလေးကိုဒီကိုကောင်မတွေအားလုံးကိုကြည့်ပြတိုင်းကြပြီကျွန်တော်2002ခုနှစ်ကနေကျောင်းပြီးခဲ့တဲ့အချိန်အဲဒီ2023 24ပေါ့ဒီအထိ24ထိကျွန်တော်ဒီအခုချိန်ဒီ23နှစ်ကျော်လောက်ကျွန်တော်ရေလုပ်ခဲ့တဲ့စိတ်ရင်းရနေရကားမော်တော်ဆိုင်ကြီးနောက်အင်ဂျင်နဲ့ဒုက္ခပစ္စည်းစီးပိုင်းနဲ့ပုံမှန်ကျွန်တော်လုပ်ဖို့လည်းကျွန်တော်အတွေ့အကြုံတွေပေါ့နော်ဂျပန်ကားယူရိုကားကိုရီးယားကားအဲ့ဒီကား brand တွေနဲ့နောက်ဒီကျွန်တော်ဆက်ဆံမှုရဲ့ကျွန်တော်ရဲ့အထက်လူကြီးတွေကျွန်တော်ရဲ့ GM တို့နောက်ဒီ MD တို့เนาะကျွန်တော် GM ဖြစ်တော့ MD ပေါ့เนาะအဲ့တတိတွေရှင်းနေကျွန်တော်ရရှိလာတဲ့တွေ့အကြုံတွေဒီပညာတွေအကုန်လုံးကျွန်တော်ဒီမှာဒီထောင်ပြီးတော့ရင်းပြီးတော့ဘယ်လိုဖြစ်တာလဲပြောပြနေချင်တာပါဗျ။ဟုတ်2023ခုနှစ်ခါနေနောက်ပိုင်းမှာကျွန်တော်တို့ဒီမိသားစု plan ရဘယ်လိုလုပ်ဖို့ကျွန်တော်စဉ်းစားတဲ့အခါမှာထိုင်းနိုင်ငံကိုဝင်ထွက်တော့လာတော့ဒီလာနေတယ်ကျွန်တော်အဲ့တော့ဝန်ထမ်းလုပ်ဟောဆုံးပါafter sales manager နေတယ်ကျွန်တော်စတော့ထိုင်းမှာအခြေထားဖို့မရဘူးတွေ့ပါလို့ကျွန်တော်စဉ်းစားတဲ့အခါမှာကျွန်တော်ခုတက်ချက်နဲ့ညီရတယ်တမိုးညောပြုမယ်ကိုလည်းပြန်ပြီးတော့ကိုပတ်ဝန်းကျင်ကိုကောင်းကျိုးပြုနိုင်တဲ့အလုပ်ဆိုရင်ကိုတွေ့တော်လုံးကျွမ်းကျင်နေတဲ့အလုပ်လေးကိုပဲလုပ်ဖို့ကျွန်တော် brand လေးစတင်တည်ထောင်ဖြစ်တယ်ဗျ။နိုင်ရှိသူဘယ်လိုလုပ်ဖြစ်သွားတာလဲဆိုတော့နိုင်ရှိသူဆိုတာနိုင်ရှိသူကိုမပြောခင်ရှေ့ရ history နည်းနည်းပြောပြရအောင်။ကျွန်တော် Manly တူတာမှာလူကြီးတွန်းလို့ကြီးတွန်းလို့တဲ့ကျွန်တော်တို့တော်ကြီးတစ်ခေတ်တစ်ခါဟောပါပေါ့အမှမျိုးသမီးကလက်မှုလုပ်ငန်းလေးကိုစပြီးလုပ်ဖြစ်တော့နောက်ပြီးအစိုးလက်ထက်မှာကျွန်တော်တို့ပုံကြီးထောင်ဖြစ်တဲ့ကအကြောင်းအစနီကုန်းလေးလေးထောင်ပြီးတော့အဲ့ကုန်းကြီးကအဲ့လုပ်ငန်းလေးထောက်ဆောင်လေပတ်တယ်ပေါ့အဲ့မှာအဲ့နိုင်ငံကိုကျွန်တော်တို့လေ့လာတယ်23ခုနှစ်2023ခုနှစ်ဝန်ကျင်မှာဝန်လိုက်ထွက်လိုက်နေကျွန်တော်လေ့လာတယ်ကျွန်တော်တို့အစားတော့ချမ်းမြောင်စဉ်းစားတဲ့အချိန်မှာpolicy တွေတခြားအခက်အခဲတွေကန့်သက်ချက်တွေရှိလာတဲ့အတွက်ကျွန်တော်တို့တွေထိုင်းဝင်ဒီရည်ရည်ထိုင်းမှာပဲခဏချိန်ချရတယ်ဆိုတော့တမုံလုံးပြန်လာတယ်တော့ပြီးဖို့စူးစမ်းရကြဆိုတော့အဲ့ဒီမှာပြောစရာလေးတစ်ခုကတို့ဘယ်မျိုးမှနေရမယ်ကျွန်တော်ပါတော့ရမယ်ပြီးလို့ရှိရင်ကျွန်တော်တစ်သက်လုံးလုပ်ခဲ့တဲ့စိတ်ဉာဏ်ရဲ့ပြည့်ညတ်ကိုပဲကျွန်တော်ဒီမှာပဲထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနဲ့မရှိတဲ့တိုင်းတိုင်းမျိုးမှာအားလုံးကိုအမှုပေးဖို့ဆိုတော့ကျွန်တော်ဒီအလိုအချက်လေးကျွန်တော်လေ့လာကြကျွန်တော်တို့မြန်မာ workshop တင်ကောင်းမလဲဆိုပြီးကျွန်တော်စဉ်းစားတဲ့အခါမှာဘန်ကောက်ရဲ့ lifestyle ကနည်းနည်းမွန်းချက်တဲ့အလေးရှိတယ်ကျွန်တော်ကတစ်သက်လုံးဒီ automotive မှာ23ဆိုတော့23ရဲ့ခြံကြီးအစားကစီမံနေကြတယ်ဒီမှာနောက်ကိုလိုက်ရဆရာကြီးနောက်အဲ့တော့ကျွန်တော်တကယ်ဆရာဟုတ်ဦးကြီးပဲတကယ်ကြီးဆရာကြီးတွေနောက်လိုက်တော့ဟိုကွာပြီးဝင်းပြီးကွာပြီးတော့ပါနေတာဆိုတော့ခါကျတော့ကျွန်တော်ဒီ workshop ပဲလုပ်မယ်ပေါ့နော်အဲ့ဒီမှာရှိတဲ့ workshop တွေလက်ပတ်နေတဲ့နေရာတွေမှာဘာလို့လဲဟိုလေ့လာပြီးတော့မျိုးကိုလေ့လာတယ်ပြီးတော့ကျွန်တော်တို့မိသားစုကိုကျွန်တော်ဒီထားရမယ်အောင်စဉ်းစားချင်းမှနေတယ်အဲ့ဒီမှာကျွန်တော်တို့ပါလာတဲ့လုပ်ငန်းတစ်ခုဆက်ပြီးတော့ဒီမှာနောက်ထပ်ချိန်ချမယ်ဒီမှာလည်းထားခဲ့တယ်ပေါ့ပြီးတော့နောက်ဒီနိုင်ရှိသူဒီထောင်တဲ့အခါမှာနိုင်ရှိသူတို့ပေးရတဲ့ရည်ရွယ်ချက်ကမန်လေးတူတာမှာရိုးမကလူတွေကရာထူးမတက်တော့လို့စိတ်ကောက်ပြီးတော့မန်လေးတူတာအော်ဖာကြီးပြီးဟဲ့တော့တစ်စီဆိုတော့ယူလေးပဲ issue တွေလေဆိုတော့အဲ့ပြောင်းလိုက်တဲ့အချိန်မှာသမီးလေးကိုဟိုဝင်ရတယ်သမီးလေးမွေးရသမီးလေးကျွန်တော်တို့နိုင်ရှိမှနေတယ်အဲ့နဲ့ကျွန်တော်နာမည်တိုင်းစဉ်းစားတော့ကျွန်တော်နိုင်ရှိသူဆိုတာကို
ရွှေ့လိုက်တယ်အဲ့တော့နိုင်ရှိပြီမဲ့ကျွန်တော်တို့နိုင်ရှိသူအနေနဲ့ကျွန်တော်တို့ brand တစ်ခုကအစတဲ့လက်ပတ်ပေါ့နော်အဲ့မှာကျွန်တော်တို့လက်ပတ်ဖို့အတွက်23 24မှာကျွန်တော်တို့ online flight လုပ်နေတဲ့ company တွေတည်ထောင်တယ်ပြီးလို့ရှိရင်နောက်အချိန်ကြီးထားတဲ့အခါမှာတော့ရတယ် long flight ကိုလုံးနဲ့ခဏခဏတွေ့ကြတယ်အဲ့ဒီမှာ agent တွေပါတာပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့အခုလိုမျိုးကျွန်တော်တို့ဒီထိုင်ခွင့်ခဏခဏမိကိုပြီးတော့နေခွင့်ပြီးတယ်ထိုင်းနိုင်ငံကြီးကိုထိုင်းပြည်သားတွေရောထိုင်းပြည်မြင့်တယ်ကွာအားလုံးပါကျွန်တော်အဲ့တော့ company ထောင်ပြီးတဲ့အချိန်မှာကျွန်တော် business visa မြန်မာပြည်မှာရှောက်ပြီးတော့ကျွန်တော်နဲ့တငယ်ချင်းထိုင်းတငယ်ချင်းနဲ့ပြည်ထောင်ထားတဲ့ဒီcompanyမှာကျွန်တော်ကိုယ်တိုင်လုပ်ငန်းဝင်လုပ်ဖို့အတွက်ပတ်ပါမယ်ကဒီများကြတဲ့ဖိုင်အောင်တဲ့နဲ့ဒီလိုမျိုးဒါ white collar ဖြစ်တဲ့ work permit business visa နောက်မှာကျွန်တော် work permit တွေထပ်ရှောက်ရတယ်။ဘန်ကောက်မှာရှောက်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ဖြစ်တယ်။ဆိုင်ကိစ္စတွေ mobile ဝင်တွေအကုန်လုံးရှိပြီးတဲ့အချိန်အားလုံးဒေတာပြီးခိုင်ပါပြီးလက်ပတ်ပြီးတော့ဒီကိစ္စတွေအားလုံးပြီးသွားတယ်။ချိန်ကြတော့မှကျွန်တော်ဒီလိုဝင်လာတယ်။ဝင်လာပြီးဒီ work permit နဲ့ရပြီးချင်းမိုင်ကိုကျွန်တော်တို့ပြောင်းလာတယ်ပြောပြချင်တာ6လတော့ကျွန်တော်တို့အတွေ့အကြုံရေးရှင်းချင်တာကျွန်တော်ဝင်လာပြီး6လတော့ဝယ်ရှုံနေရအောင်ဟုတ်ကောင်းတယ်ညီမမေးတာအဆင်ပြေတယ်ဘာကြီးခက်ခဲရှိလဲဆိုတော့သိတယ်မလားလုံးကြတဲ့အခါမှာလုပ်ငန်းတိုင်းကတော့အခက်ခဲရှိကြတာပဲပထမဆုံး level ဘူးနဲ့ပြီးသွားတဲ့ဟာတော့ငိုင်းတော့ရှိတယ်ကျွန်တော်တို့ဒီချင်းနေလဲတွေ့ဘူးလေကျွန်တော်တို့တော်ကောင်းတဲ့စီးရင်ကောင်းတဲ့စကားပြောရင်အဖြောင့်တိုင်းချူချူသားတော့မဖြစ်တဲ့ညီကိုတွေနဲ့အတိုင်းတွေ့တယ်အခုချိန်ကြီးဆက်ဆံနေတော့မယ်စကားကြီးအများကြီးချူလေးပြောပြီးတော့ကျွန်တော်တို့စကားပြောတိုင်းတွေ့တိုင်းမှာတွေ့ကြုံတဲ့သင်ခန်းစာတွေအများကြီးဒါတင်ယူခွင့်ပေးတဲ့ညီမလေးတွေညီလေးတွေအသက်အရပေါ့ကျွန်တော်ခက်ငယ်လို့ပြောလိုက်တာပါအဲ့လိုမျိုးတွေလည်းကျွန်တော်ဆွဲဘူးလေဒါပေမဲ့ကျွန်တော်တို့ဘဝမှာအဲ့လိုတင်ဝင်နေအများကြီးပေးတဲ့အခုချိန်ကြီးကျွန်တော်အသက်40ကျော်ဒီတင်ဝင်ပေးနေတဲ့အတွက်လူတွေခုချိန်ကြီးကျေးဇူးမပြတ်တင်ပါတယ်အခုချိန်ကြီးခုညီပေးနေတဲ့ရှေ့ချင်းရောက်ခဲ့ပြီးတဲ့ဒီကောင်မှအဟောင်းတွေအကူတွေအတော်တွေဥပဒေချန်ပြီးတွေဒီတော့ကျွန်တော်တို့ထိုင်းမဲ့ဆိုမြန်မာပဲဆိုဒီအတိုင်းဝိုင်းသူ့အတိုင်းဝိုင်းမှာလူတွေအကုန်လုံးကောင်းတာလည်းရှိကြတယ်အရင်တစ်ခါတလေကောင်းတာကိုပြောတဲ့လူတွေလည်းရှိကြတယ်ဒါဖြစ်တော့မဟုတ်ဘူးကျွန်တော်တို့လည်းကျေးဇူးတင်တယ်ဆိုတော့အခုချိန်ကြီးတောင်းကူညီပေးတဲ့လူတင်ဝင်ပေးတဲ့လူတီးပြောက်ချင်းစီတိုင်းကိုကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်အတွေ့အကြုံကမြန်ရှိသူမှာဒီကားစားပိတ်ကိုကိုမျိုးကို business ကိုလည်းပတ်ပြီးတော့နိုင်တဲ့အချိန်မှာတို့အများကြီးလေးလေးလာတယ်တင်သွားတယ်အဲ့ဒါတွေကိုကျေးဇူးတင်ပါတယ်ဒီ brand မှာမြန်ရှိသူပေါ့မြန်ရှိသူဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မြန်ရှိသူဘာလုပ်ပေးလဲဆိုတော့မြန်ရှိသူကကျွန်တော်တို့ကကျွန်တော်ကိုယ်၌က technician ဖြစ်တယ် diagnosis ကိုအဓိကလုပ်ကြတယ်နော်မြန်မာပြည်မှာတော့diagnosis master tech level အထိ brand နှစ်ခုသုံးခုမှာကျွန်တော်ကိုယ်တိုင်ဝင်ရမှုပေါ့တကယ်ပြောလို့ရှိရင် workshop ကလုံသားတွေလည်းပါတယ်သူအဲ့တော့လုံသားတွေကျွမ်းကျင်မှုလည်းပါတယ်ပြီးလို့ရှိရင်နည်းပညာတွေပါတယ်ပြီးလို့ရှိရင် spare part တွေလိုအပ်ချက်ရှိတယ်ပြီးလို့ရှိရင်soft skill တွေလည်းအများကြီးလိုရတယ် workshop လုပ်ငန်းထင်တာထက်ရှုပ်ထွေးတယ်ဒါပေမဲ့ तू ကလုံနေကြလို့လုံတက်တဲ့လူကြတယ်လူရှင်းတယ်ပေါ့လေပြောမယ်ဆိုလို့ရှိရင်တော့တားပါတဲ့ပကြီးကအချက်ကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင် workshop business ကိုစိတ်ဝင်စားတယ်အဲ့တော့မိတ်ဆွေတို့ကျွန်တော်ရှိမှာ
ကားလာပြင်တိုင်းလှုပ်ချောအပူကြီးတတရဲ့ခန့်ကြီးများဒီကိုလေးတွေကဝန်ဆောင်မှုပြည်သူပင်ရှိတယ်ပြီးတော့ကျွန်တော်တို့ကဘာကြီးလုပ်ပေးလဲဆိုတော့ခုနကပြောပြန်ဆိုင်ရင်ကျွန်တော်တို့အဓိကကားပြင်တယ်ပေါ့ဗျာကားပြင်တာလိုင်းပြင်တတ်တယ်ဒါပေမဲ့ကားအကြောင်းကိုတည်တည်ချာချာကခဏတီးတယ်ရှင်းပြတယ်ပြင်တယ်ဒါကြတော့နောက်တစ်မျိုးဖြစ်သွားတယ်နောက်တစ်ခုကကျွန်တော်တို့ဈေးနှုန်းက market time မှာ market price တခုရှိပါတယ်အဲ့ဒီထက်လည်းအများကြီးယူရဲဆိုရင်အဲ့ဒီမိကိုင်းတူတူကိုမကောင်းဘူးနောက်တစ်ခုကကျွန်တော်တို့ market price ပဲကျွန်တော်တို့သွားပါတယ်တကယ်လို့ရှေ့ခင်မှာကျွန်တော် market price ပုံမြင်ပြီးတော့ဖြစ်တဲ့သူတယောက်ချင်းစီပဲကျွန်တော်တို့ page messenger ကိုလာပြောပြီးတော့ပြင်ဝင်ပေးပါကျွန်တော်တို့ညောင်းပြန်လဲတင်ကြည့်ပါဒီလိုမှမရှိရဟုတ်အခုဘာလို့လုပ်ပြီးလဲဆိုတော့ကားပြင်တယ်ဆိုတာကတော့ငင်းကြောက်အောက်ပိုင်းဈေးဘော်ကြီးအတွင်းကဖလင်ကဒါဒီကောင်က brand လုံးကြတယ်တချို့ဒီပေါ့နော်ကျွန်တော်တို့ကိုယ်၌က electric ရဲ့သမားတွေများတယ်ကျွန်တော်တို့ကဒီကိုအရင်တော့လည်း technical support ကိုဒီမှာပြန်နေအောင်စားတယ်ပြင်းတယ်ကြံပြီးတယ်နော်ရှိပါတယ်တက်တဆုပ်တာပဲကျွန်တော်မြန်မာပြည်မှာနေပြီးတော့အဲ့ဒါတွေလုပ်တဲ့လို့ပြောပြတော့ဒီဘက်မှာတော့အခုရောက်တဲ့အချိန်မှာတချို့တွေတော့လက်ခံယုံကြည်ကြတဲ့အခါမျိုးတော့တချို့မြန်မာပြည်ကငွေချင်းတချို့တွေမှာတော့ဒါမျိုးလောက်တာရှိလို့လားဆိုတဲ့အတွေးမျိုးတွေရှိတယ်တကယ်တော့ကိုစူးစမ်းရင်ကိုရတယ်အဲ့တော့ကျွန်တော်နဲ့ဒီပုံမှာတွေကတော့တူတူစူးစမ်းမယ်တူတူမှလုပ်မယ်ကိုလုံးဝပြီးတဲ့ခဏကိုလုံးဝပြီးတဲ့အနေနဲ့လည်းကြီးစုများပြင်ပါတယ်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကိုသင်ယူတယ်လေ့လာတယ်ရုံးဒီ administrative process တွေကိုလေ့ပတ်လုပ်ကိုင်နေတာလည်းအချိန်တော်တော်ယူခဲ့ရတယ်ပေါ့နော်တော်တော်လေးယူခဲ့ရတယ်ကျွန်တော်တို့ပြောမှဆိုရင်ကျွန်တော်တို့ဝင်လာတာကျွန်တော်အလုပ်လုပ်မယ်ဒီဟာတွေလုပ်မယ်ဆိုပြီးတော့ဖြစ်တာဒီအကုန်လုံး process တွေလုပ်တာပဲတစ်နှစ်နီးပါးရှိသွားပါဟုတ်ကဲ့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ workshop ကတော့ကျွန်တော်တို့က electrical သမားများတယ် electrical ကိုအဓိကဦးစားပေးပြီးလုပ်တယ်ဆိုပေမဲ့ engineer ဘောက်အောက်ပိုင်းဒါတွေလည်းကြံပေးတယ်လုပ်ပေးပါတယ်ဟုတ်ပြောရရင်တော့ကျွန်တော်တို့က workshop ဆိုပေမဲ့တမယိုးကြရှင်းတော့ကမျိုးဖလာလုပ်တဲ့ workshop ပုံစံမျိုးတော့မဟုတ်ပါဘူးဖြစ်နိုင်ရင်ပေါ့နော်အလိုအမြဲရေးကြည့်ရင်တော့ working လဲလာလို့ရတယ်လို့ဖြစ်နိုင်ရင်တော့ appointment လေးယူစီချင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ကဒီ workshop ကိုလုပ်ငန်းလည်ပတ်တဲ့အခါမှာ system နဲ့ပြောပါတယ်ကျွန်တော်အရင်လုပ်ငန်းတွေမှာကျွန်တော်လည်ပတ်ခဲ့သလိုပဲ system လေးထည့်ထားပါတယ် system လေးနဲ့သွားတယ်ပြီးတော့စနစ်တကျလည်ပတ်တယ်ပေါ့နော်ကျွန်တော်အကြောင်းလေးကိုနည်းနည်းကျွန်တော်တို့ workshop အကြောင်းလေးကိုနည်းနည်းလေးဆက်ပြောပြရပြီနော်ကျွန်တော်တို့ workshop ကဒါလေးတွေကတော့အမျိုးတော့မထင်စီချင်ဘူးကျွန်တော်တက်နိုင်တော့ဘောင်ဘိုးလေးနဲ့ပေါ့နော်တက်နိုင်တော့ဘောင်ဘိုးလေးနဲ့အကုန်ဟုတ်တော့ညာလည်းပဲဒါလေးတွေတော့ဒီနေရာမှာကျွန်တော်သိဖို့အတွက်ပြန်ပြီးတော့အသုံးပြုပေးရသေးဗျာကျွန်တော်ရဲ့ရရှိထားတဲ့တက်ခဲ့မှုတွေပြီးကျွမ်းခဲ့တဲ့လက်မှတ်လေးတွေပါကျွန်တော်တို့ workshop တစ်ဆက်တည်းမှာကျွန်တော်တို့ workshop ကဘာပြီးလဲဆိုတော့ကျွန်တော်တို့ workshop အကူတိုင်းလည်းပြင်တယ်တခြားလူတွေတခြား workshop တွေကိုလည်းကုညီပြီးတော့ပြင်ပေးတယ်ဒါမျိုးလေးတွေလုပ်ပါတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ပြောမှဆိုလို့ရှိရင်တော့ဒီကားပြင်တယ်ဆိုတာလည်းအနုပညာတရားဆိုပေမဲ့ကားပြင်တာရှုပ်ထွေးတဲ့အစိတ်အပိုင်းတွေအများကြီးကိုဧည့်သည်တိုင်းစိတ်ကြည်မဲ့ဖို့ပြင်ပေးရတဲ့အခါမှာခက်ခဲအများကြီးရှိတယ်။ဤပညာရောလူရောစက္ကရိယာရောတပြိုင်နဲ့အသုံးပြုရတယ်။အဲ့ဒါတွေဖြစ်တဲ့အတွက်ကြောင့်တခြား workshop တွေညီကိုမောင်နှမတွေကလိုအပ်တယ်ဆိုလို့ရှိရင်အချင်းချင်းပေးဖို့လိုသလိုအခုလူဝိုင်းပြင်ကြတာမျိုးလည်းကျွန်တော်တို့ရှိပါတယ်။အခက်မှာကျွန်တော်တို့ပြောမယ်ဆိုတော့ business management ပေါ့နော် workshop setup လုပ်ပေးတယ် workshop အဟောင်းဆိုရင်လည်းကျွန်တော်တို့ပြင်တယ် workshop အဟောင်းဆိုရင်ပြန်ပြီးတော့တေချာလေးပြန်ပြီးတော့ restructure ပြန်လုပ်ပေးတယ် service management ရောင်းတယ် technical support ပေးမယ်
လိုအပ်ရင်ကားတူဝိုင်းပြင်ကြတယ်ပေါ့ဗျာလုံရတော့ဒါပါပဲတချို့အရာလေးတွေ certificate လေးတွေကတော့ကန့်သက်ချက်ရှိတဲ့အကြောင်း social မှာပြန်လည်မျှဝေပြီးတော့တုံးဆွဲပေးဖို့လုံးညောတောင်းဆိုပါတယ်ဟုတ်ကဲ့အဆုံးထိကြည့်ပြီးလို့အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နိုင်ရှိသူနဲ့အတူတူကျွန်တော်တို့ဒီထိုင်းနိုင်ငံချင်းမိုင်တော်နဲ့ခြေတည်ပြီးတော့အလုပ်လုပ်ကြတဲ့အခါမှာကျွန်တော်တို့လိုအပ်တာလည်းရှိမယ်ကျွန်တော်တို့အားများလည်းရှိမယ်အဲ့ဒါလေးရှိလို့ရှိရင်ကျွန်တော်တို့နိုင်ရှိသူတင်းနဲ့အတူတူစန္ဒမှုတာထိုင်းနိုင်ငံကုမ္ပဏီမျိုးတဲ့နိုင်ရှိသူတင်းနဲ့အတူနိုင်ရှိသူတင်းချင်းမိုင်နဲ့အတူတူလိုအပ်တာလေးတွေဝိုင်းဝန်းအကြံဉာဏ်ကောင်းလေးတွေပေးကြလက်တွဲခေါ်ကြပါအောင်ပြီးမှကြပါဦးလုံးရောတောင်းဆိုပါတယ်ပြီးတော့အဆုံးတစ်ခုကျွန်တော်မြစ်တိုင်ရဲ့ခံကြတာလေးကိုတိတိလေးတောင်းဆိုပြရစီကျွန်တော်တို့အခုလိုထိုင်းနိုင်ငံမှာကျွန်တော်တို့လက်ရှိခက်ခဲဖြစ်နေတယ်ကျွန်တော်တို့ဒီခက်ခဲဖြစ်နေတဲ့ညာလီတွေဒါတွေခက်ခဲဖြစ်နေတဲ့အချိန်မှာဒီထိုင်းမျိုးပြီးတဲ့အတွက်ထိုင်းနိုင်ငံကိုထိုင်းပြည်နဲ့တကွာထိုင်းပြည်ပြည်သားအားလုံးတောင်းရရှိပါတော့အများကြီးတော့ကျေးဇူးအဲ့တော့ကျွန်တော်တို့လာတဲ့အချိန်မှာကျွန်တော်တို့ဒီမျိုးလေးကိုနှစ်သက်တယ်အေးချမ်းတယ်ကြီးငိမ့်တယ်ပိန်မွေးတယ်လူတွေက slow living life ကိုတွားတယ်ဆိုရင်အလုပ်လုပ်တဲ့အချိန်မှာလည်းသူစီတူခံနေတယ်ဘယ်တော့ပြောရင်ဟောဆိုရင်မလိုအပ်တယ်လုံးလုံးမတည်ဘူးဟောတီးတာရမ်းရစော်ကားမှုနဲ့အနေနဲ့အချက်ပြီးအဆင့်ဒီအဆင့်ကြာမှသာတုံးပြီးဒါမျိုးလေးတွေကျွန်တော်တို့ချစ်တယ်ပေါ့နော်ကျွန်တော်မှမဟုတ်ဘူးမြန်မာပြည်လာတဲ့လူပဲဖြစ်ဖြစ်ကမ္ဘာတော်လုံးကဘယ်ကနေလာလူတွေအကုန်လုံးကဒါဒီလိုအေးထားကောင်းပြီးဒီမှာနိုင်ငံသားဟောဒီထိုင်းနိုင်ငံရှိလို့ကြိုက်ကြတယ်အဲ့တော့ကျွန်တော်တို့ကောင်းတာတွေအတူယူမယ်ကျွန်တော်တို့စိုးတဲ့အမှုအကျင့်တွေကျွန်တော်တို့အရင်တော့ဒီလိုလက်လို့ဆိုပဲမသိပဲနေခဲ့တဲ့ဟာလေးတွေကိုကျွန်တော်တို့ဒီကအတူတူကောင်းဒီကကောင်းတာလေးနဲ့ကျွန်တော်တို့ကပြင်မယ်ကျွန်တော်တို့မှာကောင်းတာရှိတဲ့အရာတွေအကုန်လုံးလည်းဒီမှာဖြန့်ဝင်မယ်တစ်ချိန်ချင်းမှာကျွန်တော်တို့ဒီနေရာနေကြတယ်ကျွန်တော်လည်းရှေးရခင်ဆက်ဒီပြိစိတာကြာတော့နေခဲ့နေတဲ့မြန်မာတွေရှိဦးမှာပဲပြောထိုင်းနိုင်ငံမှာရှိတဲ့ဒီ online တွေကောင်းတဲ့အရာတွေအကုန်လုံးကျွန်တော်တို့ရောက်လာလို့ပျက်စီးသွားတယ်ဆိုတော့ movement နဲ့ပုံပြီးဖြစ်စေချင်တယ်ကျွန်တော်တို့ဝင်လာတော့ဒီအကောင့်လေးတိုင်းကြံနေတဲ့ဒီအရာလေးကိုကျွန်တော်တို့ထွက်သွားတဲ့အချိန်မှာလည်းဒီအကောင့်လေးတိုင်းပဲဒီတိုင်းလေးပဲကြံရှိနေတယ်ကျွန်တော်တို့ထိုင်းနိုင်ငံမှာရှိတဲ့ဒီကောင်မတွေနဲ့ဒီလူကြီးသားတွေနဲ့အားလုံးအတူတူဒီအရာလေးကိုဝိုင်းဝန်းထိန်းသိမ်းပြီးတော့ရရှိတည်ထားအောင်ဝိုင်းပြီးပြီးချင်တယ်ဒါကျွန်တော်ဒီဆန္ဒအဲ့တော့ကျွန်တော်နဲ့အတူတူဘယ်လိုဖြစ်စေချင်တဲ့ solution နဲ့ဘယ်လိုမျိုးကိုလုံးဝတောင်းဆိုပါတယ်ခုလို့ sorry ကြည့်ရှုပေးတဲ့အားကြီးကျေးဇူးတင်ပါတယ်ဆာဝတ်ခါခပ်ခွန်ခါကျေးဇူးတင်ပါတယ်